အိန္ဒိယကောင်လေးဟာလမ်းဘေးမှာမျက်မှန်တွေနဲ့နာရီတွေရောင်းနေပါတယ်။အဲ့ချိန်မှာလှပရဲ့ Lamborghini ကားတစ်စီးဟာရောက်လာပါတယ်။ပြီးတော့ကားကိုရွှွင့်တွေထဲမောင်းလိုက်ပြီးရွှွင့်တွေဟာအိန္ဒိယကောင်လေးနဲ့သူ့ဆိုင်ကိုအကုန်ဆင်သွားပါတယ်။ထို့နောက်လူတွေကလည်းသူ့ကိုကြည့်ပြီးရီးပါတယ်။ပါကစ္စတန်ဘဲကလည်းမင်းရဲ့အဆင့်ကဒါပဲရှိတယ်ဆိုပြီးပြောပါတယ်။အိန္ဒိယဘဲကလည်းဝမ်းထဲသွားပါတယ်။ပြီးတော့မင်းကိုတစ်နေ့ဂလက်စာချေပြမယ်လို့ပြောပါတယ်။နောက်နေ့ကျတော့သူ့ဆိုင်ကိုရောင်းလိုက်ပြီးစားတောက်ဆိုင်မှာဘေကန်ဆေးတဲ့အလုပ်လုပ်ပါတယ်။ရလာတဲ့ပတ်စံတွေကိုစုပါတယ်။ပြီးတော့အဲ့ပတ်စံနဲ့စီးပွားရေးတစ်ခုလုပ်ပါတယ်အချိန်နှင်းငယ်ကြတော့အိန္ဒိယဘဲဟာနာမည်ကြီးသွားပါတယ်ပြီးတော့လေယာဉ်နဲ့အတွက်ကြီးမားတဲ့စာချုပ်တစ်ခုရပါတယ်အဲ့မှာကလေယာဉ်အတွက် service ပေးရတာပါထို့နောက်သူ့လက်ထောက်ကိုပါကစ္စတန်ဘဲရှိကိုဖုံးဆက်ပြီးလေယာဉ်ပြိုင်မောင်းမယ်ဆိုပြီးပြောခိုင်းလိုက်ပါတယ်ပြီးတော့ပြိုင်ပွဲစတင်ပါတယ်နှစ်ယောက်စလုံးဟာမောင်းနေရင်နဲ့တရေကျသွားပါတယ်အနိုင်အရှုံးကိုမဲပေးပြီးဆုံးဖြတ်မယ်ပါကစ္စတန်ဘဲကိုနိုင်စေချင်ရင်တော့ကောင်းမဲ့ရေးပေးပါအိန္ဒိယဘဲကိုနိုင်စေချင်ရင်တော့ like and follow လုပ်ပေးပါ